CNA တဲ့နာကိုနတ်တော်စနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစွာပါလို့နှုတ်ခွန်းစတာလိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြတဲ့1386ခုနှစ်တကူလာဆန်9ရက်နေ့2025ခုနှစ်ဧပြီလ3ရက်နေ့ CNA ရဲ့တနေ့တာ online radio ထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီကနေ့ထုတ်လွှင့်တင်ဆက်သွားမယ့်သတင်းတွေကတော့တကြံကာလမှာလူစုလူဝေးမလုပ်ကြဖို့ကိုအာရော့ခပြည်သူဒေါ်လာရေးအစိုးရကထုတ်ပြန်သတိပေးထားတဲ့ဆိုတဲ့သတင်းစစ်တိုက်မယ်လို့ပြောထားတဲ့စစ်ကောင်စီကယာယီအပြစ်ရမယ်လို့ရုတ်တရက်ပြောဆိုလာတဲ့သတင်းစစ်ကောင်စီအနေနဲ့ကိုထုတ်ပြန်ချက်ကိုမိမိကိုယ်တိုင်လည်းလိုက်နာဖို့ KIO ထုတ်ပြန်ပြောဆိုထားတဲ့သတင်းစစ်ကောင်ဆောင်မင်းအွန်လိုင်းဒီကနေ့ထိုင်းကိုရောက်မယ်ဆိုတဲ့တနေ့တာထူးခြားတဲ့သတင်းတွေကိုကြားမှာလည်းဖြစ်ပါတယ်ပထမဆုံးကြားမှာကတော့တကြံကာလမှာလူစုလူဝေးမလုပ်ကြဘူးကိုအာရော့ခပြည်သူဒေါ်လာရေးအစိုးရထုတ်ပြန်သတိပေးထားတဲ့သတင်းကိုကြားမှာပါအခုလာမယ့်ဧပြီလ23ရက်နေ့မှာကြာရောက်မဲ့တကြံ4ရက်အတွင်းမှာလူစုလူဝေးမလုပ်ကြဘူးဆိုတဲ့အချက်အပါအဝင်လိုက်နာရမယ့်အချက်6ချက်ကိုအာရော့ခပြည်သူဒေါ်လာရေးအစိုးရကရခိုင်ပြည်သူတွေကိုထုတ်ပြန်သတိပေးထားတယ်လို့သိရပါတယ်အဲ့ဒီထုတ်ပြန်ချက်6ချက်ကတော့ရခိုင်ကမြို့နယ်တွေမှာလူအများအပြားနဲ့ကားနဲ့မြို့ကိုလှက်ပတ်ရေးကစားခြင်းလုပ်တာတမျိုးနဲ့တမျိုးတရွာနဲ့တရွာကားတွေနဲ့ကားခုံလှက်ပတ်သွားလာတာလူစုလူဝေးဖြစ်စေတဲ့တကြံမန်းတက်တွေပြုလုပ်တာလူစုလူဝေးဖြစ်စေတဲ့ရှိုးပွဲတွေကျင်းပတာဖုန်ကြီးကျောင်းတွေမှာလူစုလူဝေးနဲ့ဥပုပ်တီလာစောက်တီတာအလိုအတန်းများပြုလုပ်တာနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုလေးစားလိုက်နာတဲ့အနေနဲ့မြို့ရွာတွေမှာစောင်းပေါက်တွေကိုစုညံစာဖွင့်တာလူမှုပတ်ဝန်းကျင်ကိုအတန်အပြုတ်အမူတွေနဲ့အနောက်အရှက်ဖြစ်စေတဲ့လုပ်ရက်တွေမလုပ်ရဘူးဆိုတဲ့အချက်ပါဝင်နေလို့ဆိုပါတယ်အခုထုတ်ပြန်ထားတဲ့စီကံချက်တွေကိုပြည်သူတွေအနေနဲ့လည်းတိကျစွာလိုက်နာဆောင်ရွက်ဖို့လိုသလိုပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုဥဆောင်လုပ်ကိုင်နေကြတဲ့ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့လည်းပြည်သူတွေကိုနားလည်သဘောပေါက်အောင်အကျိုးတင်အကြောင်းတင်ရှင်းပြရမှာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာရေးသားဖော်ပြထားတယ်လို့ဆိုပါတယ်။ဒါအပြင်ဒီစီကံချက်တွေကိုပြည်သူတွေအနေနဲ့လိုက်နာမှုရှိမရှိဆိုတဲ့အခြေအနေတွေကိုလည်းသက်ဆိုင်ရာတာဝန်ရှိသူတွေကစောင့်ကြည့်ကကြက်မှတ်ပေးရမှာဖြစ်တယ်လို့လည်းဆိုထားပါတယ်။အခုလိုပြည်သူတွေအနေနဲ့တကြံကာလအတွင်းမှာလူစုလူဝေးမလုပ်ကြဖို့အာရော့ခပြည်သူဒေါ်လာရေးအစိုးရကတားမြစ်ကန့်သတ်ရတာဟာစစ်ကောင်စီရဲ့လှုပ်လေလှုပ်ထားရှိတဲ့လေကြောင်းတိုက်ခိုက်မှုနဲ့တခြားလက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုအန္တရာယ်တွေကြောင့်လူလားအပ်တဲ့အစိုးလိုက်အပြုံလိုက်အသက်သေဆုံးမှုတွေမဖြစ်စေရတဲ့အတွက်တားမြစ်ရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်ခင်ဗျာနောက်ထပ်ကြားမှာကတော့စစ်တိုက်မဲလို့ပြောထားတဲ့စစ်ကောင်စီကယာယီအပြစ်ရမယ်လို့ရုတ်တရက်ပြောဆိုတဲ့သတင်းကိုကြားမှာပါတော်လိုင်းရေးတပ်တွေနဲ့အပြစ်ရက်စဲရေးတောင်းဆိုချက်ကိုလက်မခံဘူးလို့ဧပြီလ1ရက်နေ့မှာပြောဆိုခဲ့တဲ့စစ်ကောင်စီဟာမနေ့ဧပြီလ2ရက်နေ့မှာတော့ငလျင်သစ်ပြည်သူလူထုကိုစာနာတဲ့အနေနဲ့ယာယီအပြစ်ရမယ်ဆိုပြီးတော့ရုတ်တရက်ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်မြောက်ပိုင်းညီနောင်မမိတ်3ဘွဲဖြစ်တဲ့ကိုကန့်တက် MNDAA တအောင်းတက် TNLA နဲ့အာရော့ခတော် A တို့ကတော့အင်အားပြင်းငလျင်တန်တဲ့ပြည်သူတွေကိုထိထိရောက်ရောက်ကူညီနိုင်ဖို့အတွက်ခုခံကာကွယ်တာကလွဲလို့တလတာတစ်ဖက်သက်အပြစ်ခတ်ရက်စဲတဲ့အကြောင်းကိုဧပြီလ1ရက်နေ့မှာကြေညာခဲ့ပါတယ်။အဲဒီလိုထုတ်ပြန်ပြောဆိုကြေညာပြီးနောက်မှာပဲစစ်ကောင်ဆောင်မင်းအောင်လှိုင်ကလည်းတိုင်းရင်းသားလက်ကိုင်အဖွဲ့တချို့အနေနဲ့လက်ရှိမှာတိုက်ပွဲဖော်ဆောင်နေတာမရှိပေမဲ့စုဖွဲ့လက်ကျင့်ပြင်ဆင်တာတွေရှိနေတာကြောင့်စစ်ကောင်စီအနေနဲ့လိုအပ်တဲ့ကာကွယ်ရေးလုပ်ငန်းတွေကိုဆက်လုပ်သွားမယ်လို့ထုတ်ပြန်ပြောဆိုခဲ့ပြီးနောက်မှာပဲရုတ်တရက်ဆိုသလိုမနေ့ဧပြီလ2ရက်နေ့ညနေမှာတော့ငလျင်တန်ကြောင့်ထိခိုက်ခံစားနေရတဲ့ပြည်သူတွေကိုစာနာထုတ်ထားတဲ့အနေနဲ့ဧပြီလ2ရက်ကနေ22ရက်အထိကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်လှုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ပြောဆိုလာလည်းဖြစ်ပါတယ်။ဒီလိုစစ်ကောင်စီအနေနဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်သတ်မှတ်ကြေညာထားပေမဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့တွေကအများပြည်သူတွာလာအသုံးပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်တာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုထိခိုက်ပျက်စီးစေတာလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေကိုတိုက်ခိုက်တာဌာနချုပ်တွေကိုနှောက်ယှက်တိုက်ခိုက်တာအင်အားစုဆောင်းတာပြင်ဆင်စုဖွဲ့တာနယ်မြေချဲ့ထွင်တာတွေကိုဆောင်ရွက်လာခဲ့မယ်ဆိုရင်တော့စစ်ကောင်စီအနေနဲ့လိုအပ်တဲ့အရေးယူတုံ့ပြန်မှုတွေကိုဆောင်ရွက်သွားမယ်လို့လည်းဆိုထားပါတယ်စစ်ကောင်စီအနေနဲ့ပြီးခဲ့တဲ့ဧပြီလ1ရက်နေ့မှာလည်းတရုတ်နိုင်ငံကြိတ်ချိန်နေအသင်းကမြန်မာနိုင်ငံငလျင်ဘေးသင့်ပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတင်ဆောင်လာတဲ့ကာကူစီကိုပြစ်ခတ်ခဲ့တာလည်းရှိခဲ့ပါတယ်ခင်ဗျာဆက်လက်ပြီးကြားမှာကတော့စစ်ကောင်စီအနေနဲ့ကိုထုတ်ပြန်ချက်ကိုမိမိကိုယ်တိုင်လည်းလိုက်နာဖို့ KNO ထုတ်ပြန်ပြောဆိုတဲ့သတင်းကိုကြားမှာပါစစ်ကောင်စီအနေနဲ့ယာယီပြစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ချက်ထဲကအပိုက်၄ပိုက်ကိုတိုင်းသားလက်နက်ကိုင်နဲ့ PDF တွေဒါမှကစစ်ကောင်စီအနေနဲ့ပါလိုက်နာဖို့လိုအပ်တယ်လို့ KNO ကထုတ်ပြန်ပြောဆိုလာပါတယ်
စစ်ကောင်စီရဲ့ယာယီပစ်ခတ်တိုက်ခိုက်မှုရစရေးထုတ်ပြန်ချက်အပိုက်လေးမှာတိုင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့အများပြည်သူအုံပြုသွားလာတာကိုနှောက်ယှက်တိုက်ခိုက်တာမလုပ်ဖို့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်နေကြတဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့တပ်စခန်းတွေဌာနချုပ်တွေကိုမတိုက်ခိုက်ဖို့ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေမဲ့အင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနယ်မြေချစ်တွင်ခြင်းတွေမလုပ်ဖို့ကိုစစ်ကောင်စီကထုတ်ပြန်ပြသထားပါတယ်။အဲ့ဒီအချက်တွေကိုလှုံ့ဆော်လာခဲ့ရင်စစ်ကောင်စီအနေနဲ့ပြည်သူလူထုကိုကာကွယ်တဲ့အနေနဲ့လိုအပ်တဲ့အရေးယူဆောင်ရွက်တာတွေကိုလှုံ့ဆော်သွားမယ်လို့ဆိုပါတယ်။အဲ့ဒီအချက်တွေကိုတိုင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေတာမှာကစစ်ကောင်စီအနေနဲ့လည်းလိုက်နာဖို့လိုအပ်တယ်လို့ KNU ကဒီနေ့ညနေမှာထုတ်ပြန်ပြသလာတာလည်းဖြစ်ပါတယ်။ KNU အနေနဲ့မြင်းကလေးဒဏ်သင့်ဒေသတွေကိုကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက်ယာယီပစ်ခတ်တိုက်ခိုက်မှုရမှုကိုစစ်ကောင်စီနဲ့နေတူ AB 2ရက်ကနေ22ရက်နေ့အထိခိုးခံကာကွယ်ခြင်းကလွဲရင်ထိုးစစ်ဆင်တိုက်ခိုက်တာကိုရပ်ဆိုင်းထားမယ်လို့ထုတ်ပြန်ပြသထားပါတယ်ခင်ဗျာအခုနောက်ဆုံးကြားမယ့်သတင်းကတော့စစ်ကောင်ဆောင်မင်းအောင်လှိုင်ဒီကနေ့ထိုင်းကိုရောက်မယ်ဆိုတဲ့သတင်းကိုကြားမှာပါဘင်္ဂလားပင်လယ်အော်စီးပွားရေးနဲ့နည်းပညာဆိုင်ရာဗတ်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့အတွက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာဒီကနေ့မှာထိုင်းနိုင်ငံကိုရောက်ရှိလာမယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ AB လ3ရက်နဲ့4ရက်နေ့တွေမှာထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကိုစစ်ကောင်ဆောင်မင်းအောင်လှိုင်တက်ရောက်သွားမှာလို့စစ်ကောင်စီကဆိုပါတယ်။အဲ့ဒီအစည်းအဝေးမှာအစိုးရအဖွဲ့အကြီးအကဲတွေနဲ့တွေ့ဆုံဆွေးနွေးပြီးမြန်မာနိုင်ငံရဲ့ငလျင်တန်းအခြေအနေတွေ၊ကုညီကယ်ဆယ်ရေးနဲ့ပြည်내ထွန်ရေးလုပ်ငန်းတွေကိုထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်မဲ့အခြေအနေတွေကိုဆွေးနွေးသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ယခုအစည်းအဝေးဟာစစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုသွားတဲ့ပထမဆုံးခရီးစဉ်လည်းဖြစ်လာပါတယ်။ဒီခရီးစဉ်ကိုနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့မြန်မာဒေသတွင်ဒီမိုကရေစီအင်အားစုအဖွဲ့အစည်းများစွာကထိုင်းဝန်ကြီးချုပ်ပေထုံနန်အနေနဲ့မင်းအောင်လှိုင်နဲ့ထိတွေ့ဆက်ဆံမှုကိုအထူးသတိထားသင့်ကြောင်းမင်းအောင်လှိုင်ရဲ့ BIMSTEC အစည်းအဝေးခရီးစဉ်ကိုကန့်ကွက်ကြောင်းမြန်မာအတွက်စစ်ကောင်စီဟာတရားဝင်မှုမရှိကြောင်းနဲ့စစ်ကောင်စီရဲ့ဆရာဆွေးမှုတွေကိုစန့်ကျင်ကန့်ကွက်ဖို့ထုတ်ပြန်နှောက်ယှက်ထားတာတွေရှိခဲ့ပါတယ်။ဒီခရီးစဉ်မတိုင်ခင်မှာစစ်ကောင်စီဟာဖန်အကျဉ်းထောင်မှာဖမ်းဆီးထားတဲ့ထိုင်းပြည်သူသား4ဦးနဲ့ဖိလစ်ပိုင်နိုင်ငံသား3ဦးကိုပြည်ထန်လုံခြုံရေးခွင့်ပေးခဲ့တာရှိခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်တို့ CNA သတင်းဌာနရဲ့တနေ့တာဗီဒီယိုသတင်းထုတ်လွှင့်မှုဟာဒီမှာပဲပြီးဆုံးပြီဖြစ်ပါတယ်။သတင်းတွေကိုနားဆင်ပေးကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာဝရပြုအပ်ပါတယ်။နောက်နေ့တွေမှာလည်း CNA ကတင်ဆက်ပေးမယ့်တနေ့တာသတင်းတွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာကြည့်နိုင်တယ်လို့ YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်ရွက်ချင်နိုင်မှာကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။